ကျမတို့လမ်းကျယ်ပေါ်လေးလည်းဖြစ်တယ်ဒိုးရိုပေါက်မိန်းလမ်းမပေါ်လေးလည်းဖြစ်တယ်ပေါ့နော်ကျမတို့လုပ်ငန်းသမားတွေဝယ်ယူထားလို့လည်းကောင်းတယ်ပြီးရင်နေဖို့သူသမားတွေအတွက်ဆိုလို့ရှိရင်လည်းဒိုးရိုပေါက်မိန်းလမ်းမပေါ်ရတယ်ဒါဂရန်အမီပေါက်မြေကွက်ကလေးဖြစ်တယ်42ပေ60ကိုကျမတို့36,500ညှိနှိုင်းလေးနဲ့ရောင်းချပေးတာပါရှင်ကျမခုရောင်းချပေးမဲ့နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်18ရပ်ကွက်ပေါ့နော်ဇာရက်ကြီးကျွန်းမိန်းလမ်းမပေါ်မှာရောင်းချပေးတာပါရှင်ပေါ့နော်အုတ်တိုင်းကာထားပြီးသားပါရှင်တန်မန်းတန်တကားတက်ဆင်ထားပြီးသားပေါ့နော်ဒါတောက်လျှောက်ကိုဒိုးရိုပေါက်တဲ့လမ်းမပေါ့နော်ကျမတို့ပြောရမယ်ဆိုအခုဒီအရှိလမ်းကနေတက်တက်ရိုးထွက်မယ်ဆိုလို့ရှိရင်เนาะကျမတို့ဒါမိန်လမ်းမကိုဒါလိုက်ကိုဒိုးရိုပေါက်ပြီးတော့ထွက်သွားလို့ရတယ်မိန်လမ်းပေါ့နော်အနောက်ဒီခြံရှိတဲ့ဘေးကနေပြီးတော့ပြန်ပြီးတော့တက်မယ်ဆိုလို့ရှိရင်လည်းမောင်းပကံမိန်လမ်းမတီကိုဒါလိုက်ကိုဒိုးရိုပေါက်ပြီးတော့ထွက်သွားလို့ရတယ်ဒီခြံရှိရလမ်းကနေပြီးတော့ကျမတို့ဒါသွားမယ်ဆိုလို့ရှိရင်လည်းစီပင်လမ်းမတီကိုဒါလိုက်ကိုဒိုးရိုပေါက်ပြီးတော့ထွက်သွားလို့ရတာဒီခြံဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒါဒိုးရိုပေါက်မိန်းလမ်းမပေါ်မှာဒီဈေးနဲ့ရရတဲ့အကြောင်းရင်းကြတော့ကျမတို့ဒါလမ်းဦးတိုက်ကလေးဖြစ်တယ်ပေါ့နော်လမ်းဦးတိုက်တဲ့အတွက်လည်းကျမတို့ဒါရက်ကွက်ကအတွင်းဈေးနဲ့ရတာပေါ့နော်ပြောရမယ်ဆိုဒီရက်ကွက်တစ်ခုလုံးရဲ့ပေါ့နော်အတွင်းနေဆိုလို့ရှိရင်တော့ကျမတို့ဒါ9,000 6,000တစ်ပတ်ချလဲမှာအခုကမိန်းလမ်းမဘောင်ပေါ်မှာကျမတို့ကဒါ36,500ညှိနှိုင်းလေးနဲ့ရတာဖြစ်တဲ့အတွက်ကိုကျမရဲ့ဝယ်ယူသူတွေလာရောက်ဝယ်ယူထားပေးပါရှင်ပေါ့နော်ဒီလိုမျိုးဘောင်ပေါ်မှာလဲဒါရအောင်ရခဲ့ဒီဈေးနှုံးနဲ့ဆိုတဲ့ဟာလဲဒါထွက်မယ်ဆိုလို့ရှိရင်လည်းတောက်လျှောက်ကိုဒိုးရိုပေါက်ပြီးတော့ထွက်သွားလို့ရတယ်မိန်းလမ်းမတွေဖြစ်တဲ့အတွက်ကိုပေါ့နော်လုပ်ငန်းသမားဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်ယူထားလို့ရတယ်လို့မျိုးနေမဲ့လူဆိုလို့ရှိရင်လည်းဒါလမ်းမပေါ်နေလို့ရတယ်ဘောင်ပေါ်လည်းနေလို့ရတယ်ဒိုးရိုပေါက်လမ်းပေါ်လည်းနေလို့ရတယ်ကျမတို့ခြံကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုးဆက်လက်လောင်းထားပြီးသားအရှိမဆိုရင်လည်းမြောင်းပုံးတွေတခါလေးလှုပ်ထားပြီးသားပေါ့နော်တန်မန်းတန်တကားတွေတခါလေးတက်ဆင်ထားပြီးသားအုတ်တိုင်းကာထားပြီးသားလေးလည်းရပါတယ်ရှင်ပေါ့နော်ဒီခြံလေးရဲ့အလှဲ့ဆိုလို့ရှိရင်တော့အရှိတောင်ဘက်အလှဲ့လေးကြပြီးတော့အိမ်နံပါတ်ပေါင်းခြင်းတွေကျမတို့ကဒါရှစ်ကနန်းလေးကြပဲပေါ့နော်ဒါကြောင့်မလို့ဝယ်ယူသူတွေတကယ်လို့မြင်လိုက်ပြီးတွေ့လိုက်ပြီးငွေအမောက်ကလေးကိုနိုင်နေတယ်မြေပြင်ဒီနေရာကိုလည်းကြိုက်တယ်ကျမတို့ဒီဟာဆိုလို့ရှိရင်တော့ဝယ်ယူထားလို့ရပါတယ်ပေါ့နော်လမ်းဦးတိုက်တာတစ်ချက်နဲ့ကိုပေါ့နော်သူဒီဈေးနှုန်းလေးနဲ့ရတာပါရှင်ပေါ့နော်ဒိုးရိုပေါက်မင်းလမ်းမပေါ်မှာနေထိုင်လို့ရပါပြီရှင်အခု36,500ညှိနှိုင်းဆိုတာဟာလည်းတကယ်ကိုဝယ်ယူထားလို့ရတဲ့ဈေးနှုန်းလေးဖြစ်တာဖြစ်တဲ့အတွက်ကိုကျမရဲ့ဝယ်ယူသူတွေလာရောက်ဝယ်ယူထားပါရှင်ပေါ့နော်ကျမတို့စိတ်ဝင်စားလို့ဆက်သွယ်မယ်ဆိုရင်တော့3994289664 3998998989ပါရှင်မနက်9:00နာရီကနေပြီးတော့ညနေ9:00နာရီတွင်ကျမတို့89 Valley အိမ်ချမ်းမြေကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်ရုံးခန်းတီနေရဆိုရင်လည်းတောင်တကုံမြို့နယ်25ရပ်ကွက်ပေါ့နော်ပလဲရတနာလမ်းမပေါ်ပါရှင်ပလဲရတနာလမ်းမပေါ်မှာပေါ့နော်ကျမတို့89ဘက်လေးအိမ်ချမ်းမြေရုံခန်းကြီးရှိပါတယ်ရှင်မနက်9:00နာရီကနေညနေ9:00နာရီတွင်လာရောက်လေးလာပြီးတော့စုံစမ်းမေးမြန်းပြီးတော့ရောင်းချနိုင်တယ်လို့ဝယ်ယူနိုင်ပါတယ်ရှင်အခုကျမရောင်းချပြီးတဲ့ခြံလေးကိုလည်းပေါ့နော်စိတ်ဝင်စားခဲ့မယ်ဆိုလို့ရှိရင်เนาะဒါမြင်လိုက်ပြီးတွေ့လိုက်ပြီးဆိုတာနဲ့အမြန်ဦးဆုံးဆက်သွယ်ပြီးဝယ်ယူပါရှင်ဒီကျမတို့လေတောင်တကုံပေါ့နော်ဒီရဲ့ဟိုတောင်တကုံမြို့နယ်မှာဆိုတော့ဒီ18ရပ်ကွက်25ရပ်ကွက် VIP ရပ်ကွက်တွေဖြစ်တယ်ပေါ့နော်အခုလိုမျိုးဈေးနှုန်းလေးနဲ့ရတယ်ဆိုတဲ့ဟာလည်းကျမတို့ဒါရက်ကွက်ကအတွင်းဈေးပေါ့နော်ဒီလိုမျိုးမိန်းလမ်းမပေါ်မှာရကောင်းရခဲလေးဖြစ်တာဖြစ်တဲ့အတွက်ကိုကရန်အမီပေါက်ကိုယ်တိုင်ကလည်းရောင်းချပေးတယ်ကျမတို့ပြောရမယ်ဆို42ပေ60ကလည်းဖြစ်တယ်36,500ညှိနှိုင်းလေးနဲ့ရတာဖြစ်တဲ့အတွက်ကိုလာရောက်ဝယ်ယူထားပေးပါဆိုတဲ့ဟာကိုလည်းပြောကြားခြင်းပါတယ်ရှင်ပေါ့နော်လုပ်ငန်းသမားပဲဝယ်ယူယူကျမတို့ဒါနေဖို့သမားပဲဝယ်ယူယူပေါ့နော်လမ်းကောင်းလမ်းတန်ပေါ့နော်လမ်းကျယ်ပေါ်လေးလည်းရတယ်ဒိုးရိုပေါက်မိန်းလမ်းမပေါ်လေးလည်းရပါတယ်ရှင်ကျမရဲ့ဝယ်ယူသူတွေစိုးအောက်မလုံးမချင်းရောင်းထွက်သွားပါသေးမရေးမချင်းကိုလာရောက်လေးလာပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်ကျွန်မအခုပြန်ပြီးတော့ပြောပြရမယ်ဆိုရင်တော့ကျွန်မရောင်းချပေးလိုက်တဲ့နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်18ရပ်ကွက်ဇာရကြီးကျွန်းမိန်းလမ်းမပေါ်မှာ42ပေ60ခရန်အမီပေါက်မြေကွက်ကလေးကို36,500ညှိနှိုင်းလေးနဲ့ရောင်းပေးတာเนาะအခုလိုမျိုးဒါမိန်းလမ်းမကြီးဒါဒိုးရိုပေါက်တဲ့လမ်းမကြီးဒါမြင်တွေ့နေရတဲ့အတိုင်းဘယ်ဘက်ကိုပဲထွက်ပေါ့เนาะဒီဘက်ကနေထွက်မယ်ဆိုရင်လည်းမိန်းလမ်းမကိုဒါလိုက်ကိုဒိုးရိုပေါက်ပြီးထွက်သွားလို့ရတာเนาะခြံကနေပြီးတော့ပေါ့เนาะကြည့်မယ်ဆိုလို့ရှိရင်လည်းအရှိမဆိုလို့ရှိရင်လည်းကားပါကင်ကျဲတယ်လို့မျိုးပေါ့နော်ဘာလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်လည်းတော်တော်ကြီးကိုလုပ်ငန်းလုပ်လို့ရတဲ့အနေထား42ပေ60ဆိုတဲ့ဟာကလည်းဒါခြံကျဲတဲ့အထဲမှာပါသွားပြီပေါ့နော်ဒါကြောင့်မလို့ကျမရဲ့ဝယ်ယူသူတွေလုပ်ငန်းသမားတွေနေထိုင်ဖို့ပဲဖြစ်ဖြစ်လုပ်ငန်းလုပ်ဖို့ပဲဖြစ်ဖြစ်ဆိုရင်တော့ကျမတို့89 Valley အိမ်ချမ်းမြေကိုဆက်သွယ်ပြီးတော့လာရောက်ဝယ်ယူနိုင်တယ်ဆိုတဲ့ဟာကိုလည်းပြောကြားချင်ပါတယ်ရှင့်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်